စူးစမ်းတိုင်းအောင်မြင်သလားလို့တော်တော်များများပြောကြတယ်။ကျွန်တော်တို့ခင်ဗျာစူးစမ်းတိုင်းမအောင်မြင်ပါဘူး။မှန်ကန်စွာစူးစမ်းဖို့လိုတယ်။လုံလောက်စွာစူးစမ်းအားထုတ်ဖို့လိုတာဖြစ်ပါတယ်။ဘဝမှာကျွန်တော်တို့လိုချင်တဲ့အရာတွေရတာမဟုတ်ပါဘူး